ပနရီနကိုးနဲ့မြန်မာကိုကြော်ဖြတ်ပြီးအကျိုးပိုလီပွဲစီတလန်သွားခဲ့တဲ့ထိုင်းအာဆီယံဟွန်နိုင်က2026အုပ်စုပြီးရဲ့နောက်ဆုံးပွဲစဉ်အဖြစ်ဘန်ကောက်မြို့မှာရှိတဲ့ရာသမင်္ဂလာဘောလုံးခင်းကြီးမှာရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာအေရှထိုင်းကမြန်မာအသင်းကို2ဂိုးကိုမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားခဲ့ပါသည်။ဒီပွဲမကစားမီမှာမြန်မာအသင်းအနေနဲ့အကျိုးပိုလီပွဲမျှော်လင့်ချက်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အနိုင်ရလဒ်တစ်ခုကိုမဖြစ်မနေလိုအပ်နေကြတာပါ။တစ်ဖက်ကထိုင်းအသင်းကတော့တေးတမတ်ရအောင်နဲ့နောက်ဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပေမဲ့တကယ်ကွင်းတွင်ကစားဟန်မှာတော့တည်ငြိမ်ပြီးပွဲကိုအစဆုံးစီဝါကြကြထိန်းချုပ်သွားတဲ့အခင်းချင်းဖြစ်တာရှင်ပြိုင်သွားခဲ့တာဖြစ်ပါသည်။ဒီနိုင်ပွဲကြောင့်ထိုင်းအသင်းကအုပ်စုပြီးမှာရာမတ်12မှတ်အပြည့်နဲ့အုပ်စုပထမနေရာကိုပန်းပန်းနိုင်ရယူနိုင်ခဲ့ပြီးအကျိုးပိုလီပွဲမှာတော့စင်ကာပူအသင်းနဲ့နှစ်ချောရှင်ပြိုင်ကစားရတော့မှာဖြစ်ပါသည်။တစ်ဖက်မှာအုပ်စုပြီးအသင်းဖြစ်တဲ့မလေးရှားအသင်းကဖိလစ်ပိုင်အသင်းကိုတကူမရှိနဲ့အနိုင်ရရှိသွားခဲ့တဲ့အတွက်အုပ်စုဒုတိယနေရာနဲ့နောက်ဆင့်ကိုတက်လန်းသွားနိုင်ခဲ့ပြီးမြန်မာအသင်းကတော့အုပ်စုတတိယနေရာနဲ့သာကျင်းနေခဲ့ရပါသည်။ဒီပြကျော်အတာဆဲမြန်မာအသင်းကဒီပြိုင်ပွဲတစ်လျှောက်သွင်းကို12ဂိုးထိရယူကတိုက်စစ်ပိုင်းတိုးတက်မှုကိုအခိုင်အမာပြသနိုင်ခဲ့ပေမဲ့လည်းအုပ်စုတွင်းနောက်တစ်ဆင့်တက်သွားတဲ့အသင်းအသင်းစလုံးကိုအရေးနှိမ်ခဲ့ရတဲ့ရလဒ်တွေကြောင့်ပဲပြိုင်ပွဲကနေနှုတ်ဆက်ခဲ့ရတာပါ။ပွဲစားတင်ပြီး17မိနစ်မှာထိုင်းအသင်းအတွက်ပထမဆုံးဦးဆောင်ကိုဝရာချစ်ကန်နက်စထရီပန်ပန်ကပနတီကနေစတင်သွင်းယူပေးနိုင်ခဲ့ပါသည်။ဒီပြစ်ဒဏ်ဘောကတော့ထိုင်းအသင်းရဲ့ညာတော်ဝင်ကစားသမားနရူပိုဝင်ဝီရာဝတ်နိုတွန်ကပနတီအေရီယာအတွင်းကိုဖျက်တင်ပေးလိုက်တဲ့ဘောလုံးကိုမြန်မာအသင်းကဝင်းနိုင်ထွေးရဲ့လက်နဲ့ထိသွားခဲ့တဲ့အတွက်ဂျပန်နိုင်ငံလူကြီးယိုဆူကီအိုဟာရှီကပနတီဖြစ်တိုက်ရိုက်ဆုံးဖြတ်ပေးခဲ့တာဖြစ်ပြီးဝရာချစ်ကကိုသမားစင်ကြီးအောင်မမိနိုင်တဲ့တောင်လေးကိုအေးစစ်စစ်ပဲကန်သွင်းယူသွားခဲ့တာဖြစ်ပါသည်။ဒီလိုစောစီစီရရှိလိုက်တဲ့ဦးဆောင်ကိုကြောင့်ထိုင်းသင်းကတရက်တည်ငြိမ်တဲ့ကစားကွက်ပုံစံကိုမပြတ်စေပဲပွဲကိုပုံမထိန်းချုပ်ကစားသွားနိုင်ခဲ့ပါသည်။မြန်မာအသင်းဘက်ကလည်းပွဲကိုပြန်လည်စိုးမိုးနိုင်ဖို့အတွက်တိုက်စစ်ကိုအရှိန်မြင့်ဆောင်ရွက်ခဲ့ပြီးအသင်းကောင်းဆောင်ကျော်မင်းဦးရဲ့အဝေးခံချက်နဲ့ချိန်ချောက်နိုင်ခဲ့သလိုပထမပိုင်းမပြီးခင်မှာပဲအကောင်းဆုံးဂိုးရရှိနိုင်မယ့်အခွင့်အရေးတစ်ရပ်ကိုလည်းဖန်တီးနိုင်ခဲ့ပါသည်။လွေမိုးအောင်က6ကတ် area ဆက်ကနေအသာစီးကန်သွင်းယူနိုင်ခဲ့ပေမဲ့ကိုသမားကမ်ဘိုဘတ်တိုမဲကိုကဲကိုကျော်လွန်သွားပြီးဘားရိုင်ကိုထိမှန်သွားတဲ့အတွက်နှမျောစရာကောင်းသွားတဲ့ခြေပါကုန်းနဲ့လွဲချော်ခဲ့ရတာပါ။ဒီလိုမျိုးဖိအားပေးနေတဲ့အချိန်ကိုဖြစ်မပြောင်းလဲနိုင်ခဲ့တဲ့မြန်မာအသင်းကဒုတိယပိုင်းစတင်ပြီး9မိနစ်ပါတေဒုတိယမြောက်ပနတီပြစ်ထန်ဘောကိုထပ်မံပေးလိုက်ရပြန်ပါသည်။ဝရာချီရဲ့ကန်ချက်ကိုစိုးမိုးကျော်လက်နဲ့ထိမိခဲ့တဲ့ဖြစ်စဉ်အတွက်ဒန်လူကြီးကကွင်းမြင့်မှာရှိတဲ့ဝေးယာမော်နီတာကိုတွားရောက်ကြည့်ရှုပြီးတဲ့နောက်ပနတီအဖြစ်အတည်ပြုပေးခဲ့တာပါ။ဒီပြစ်ဒဏ်ဘောကိုဂျဟန်နာဖီမာမတ်ကအမှားယွင်းမရှိအပေါ်တောင်တွေကိုအပြင်ကန်သွင်းယူသွားခဲ့ပြီးသူရဲ့ပထမဆုံးလက်ရွေးစင်အသင်းသွင်းကိုနဲ့အတူပွဲရဲ့အနိုင်ရလက်ကိုအပိုင်ချုပ်ကင်သွားနိုင်ခဲ့တဲ့အပြင် Official Player of the Match ဆုကိုပါစကူသွားနိုင်ခဲ့ပါသည်။ပွဲအခြေအနေကိုကြည့်မယ်ဆိုရင်ငကိုမရှိတဲ့ဦးဆောင်ခံနိုင်ရပေမဲ့မြန်မာအသင်းရဲ့တိုက်စစ်စင်မှုတွေက short ထွက်လို့မရဘဲဝန်နိုင်ထွန်းရဲ့အဝေးခံချက်တစ်ချိန်ကလည်းထိုင်းအသင်းရဲ့ဘားတန်းကိုထပ်မံထိမှန်ခဲ့ပါသေးတယ်။ကိုသမားစင်ကြီးအောင်ကလည်းပွဲပြီးခါနေအချိန်မှာဂျာနာဖီနဲ့လူစားဝင်ကစားသမားချီရာဖွန်အော်တွန်တို့ရဲ့အနီးကပ်ကန်ချက်တွေကိုလက်ဆွမ်းပြကာကွယ်သွားနိုင်ခဲ့တဲ့အတွက်ဒီထက်ပိုမိုဂိုးပြတ်မဲ့ဘေးကနေလွတ်မြောက်ခဲ့ရတာပါ။ထိုင်းနိုင်ငံကတော့အုပ်စုပွဲစဉ်၄ပွဲစလုံးမှာ10ဂိုးသွင်းပြီးဂိုးလုံးဝမပေးရဘဲကလင်းရှိ၄ပွဲဆက်တိုက်ရယူကခံစစ်ပိုင်းချက်လက်ခိုင်မာမှုကိုအကောင်းဆုံးတက်တည်ပြသနိုင်ခဲ့ပါသည်။ဒီပွဲစဉ်ရဲ့ကပ်ပြစ်ဒဏ်တွေအနေနဲ့ထိုင်းအသင်းဘက်ကမြည်သည့်အဝါကမ်းမှမထိခဲ့ပဲမြန်မာအသင်းဘက်ကအသင်းကောင်းဆောင်ကျော်မင်းဦးက54မိနစ်တွင်လက်ကောင်းလူသားဝင်ကစားသမားစိုးဝင်းအောင်ကပွဲပြီးကနေနာကျင်ချိန်မျိုးတွေလက်ကောင်းအဝါကတ်တွေထိခဲ့ကြပြီးဒီပြအတဆန်ကလည်းဒိုင်းဆုံးဖြတ်ချက်ကိုမကျေနပ်လို့ညှင်းခုန်ခဲ့တဲ့အတွက်အဝါကတ်ပြသခံခဲ့ရပါသည်။မြန်မာတင်းအနေနဲ့ပြီးခဲ့တဲ့လာအိုနဲ့ပွဲစဉ်မှာအနီးကပ်ပြသခံခဲ့ရတဲ့မမောင်လေးမပါဝင်နိုင်ခဲ့တာကလည်းအဓိကအခက်အခဲတစ်ခုဖြစ်ခဲ့ပြီးအရေးကြီးတဲ့ပွဲမှာအတွေ့အကြုံနဲ့တိုက်စစ်တီထွင်ဖန်တီးနိုင်စွမ်းလျော်နေသွားခဲ့ရတာလည်းဖြစ်ပါသည်။မြန်မာတင်းကဘောလုံးဆုံးမှုနဲ့တိုက်စစ်ထိုးပေါက်မှုအပိုင်းတွေမှာတိုးတက်မှုတချို့ကိုပြသနိုင်ခဲ့ပေမဲ့ပနတီအေရီယာအတွင်းခံစစ်ပိုင်းရဲ့သတိမမှုမိတဲ့အမှားယွင်းတဲ့ချိန်ကပွဲရရလက်ကိုအပြောင်းလဲဖြစ်စေခဲ့တာပါ။ထိုင်းသေးရဲ့အခွင့်အရေးကိုအပိုင်းသုံးချနိုင်ခဲ့တဲ့တည်ငြိမ်မှုနဲ့ခံစစ်ခြေစွမ်းကျလင်းမှုတို့ကလည်းပွဲအတွက်အရေးပါခဲ့ပါသည်။မြန်မာတင်းရဲ့တိုက်စစ်ကရှေ့ပွဲတွေမှာအားရစရာနဲ့အတိမတ်ပြုစရာဖြစ်ခဲ့ပေမဲ့ဒီပွဲရလက်ပိုင်းကတော့တင်ကန်းသာယူစရာတွေများစွာရှိနေသေးတာကိုတွေ့ခဲ့ရပြီးပြိုင်ပွဲကနေအိမ်ပြန်ခြင်းနဲ့ပဲနှုတ်ဆက်ခဲ့ရပါသည်။